ဗိတ်သနိုးမြို့ဟောင်းအနီးရွှေအောင်တော်ဖျားကန်ထဲမှာလာပြင်းညတိုင်းလာပြီးတော့ရေကစားတတ်တဲ့ပန်ထရာဘရင်မကြီးပန်ထရာဘရင်မကြီးလာပြင်းညတိုင်းရေလာကစားတာကိုတွေ့တယ်ဆိုတဲ့သူတွေလည်းဗိတ်သနိုးမြို့ဟောင်းအနီးမှာများစွာရှိပါတယ်ဗိတ်သနိုးမြို့ဟောင်းလို့ပြောလိုက်ရင်ကျွန်တော်တို့မြန်မာတွေအလွန်စိတ်ဝင်စားသလိုပန်ထရာဘရင်မကြီးလို့ပြောလိုက်ရင်လည်းဒါကျွန်တော်တို့မြန်မာတွေအလွန်စိတ်ဝင်စားကြပါတယ်ပန်ထရာဘရင်မကြီးနဲ့ဆက်ဆက်တဲ့ဗိတ်သနိုးမြို့ဟောင်းကိုအမှန်တကယ်ကျွန်တော်တို့1956ခုနှစ်မှာမှမြို့ဟောင်းမြို့ကွက်ကိုတူးဖော်နိုင်ခဲ့တာဖြစ်ပါတယ်ဗိတ်သနိုးမြို့လို့ဘာလို့ခေါ်လဲဆိုတော့ဗိတ်သနိုးရသေးကြီးကတီထောင်တဲ့မြို့ဖြစ်လို့ဖြစ်ပါတယ်ဒါပေမဲ့ဗိတ်သနိုးရသေးကြီးတီထောင်ပေမဲ့သူ့ရဲ့မွေးစားသမီးဖြစ်တဲ့ပန်ထရာဘရင်မကြီးကဗိတ်သနိုးမြို့ကြီးကိုအုပ်ချုပ်ပါတယ်အဲ့ဒီပန်ထရာဘရင်မကြီးနဲ့ပတ်သက်ပြီးတော့မှအားလုံးသိကြတာကတော့မင်္ဂလာစီကြီးဖြစ်တယ်အဲ့တော့ဗိတ်သနိုးမြို့ကြီးကိုရစ်ပတ်ပြီးတော့မြို့ကိုပတ်ပြီးစီးနေတဲ့ရံပယ်ချောင်းဆိုတာရှိတယ်အဲ့တော့တမိုင်းမှာတော့အစင်လာတဆင့်စကားတဆင့်ကတော့ဗိတ်သနိုးရသေးကြီးဟာလော်ကီအတက်ကိုလည်းအထူးတက်မြောက်တာဖြစ်တဲ့အတွက်မင်္ဂလာစီကြီးကိုစီမံပြီးတော့မှသူ့ရဲ့မွေးစားသမီးဖြစ်တဲ့ပန်ထရာဘရင်မကြီးကိုပေးထားပါတယ်အဲ့တော့ဗိတ်သနိုးမြို့ရန်သူတွေလာတိုက်ခိုက်ပြီးဆိုရင်ဒီမင်္ဂလာစီကြီးကိုတီးလိုက်တာနဲ့ရံပယ်ချောင်းကရေတွေကရှမ်းလာပြီးတော့မှရန်သူတွေဟာရေထဲမှာမျောပါသွားတယ်လို့ဆိုကြပါတယ်ဒါကြောင့်ဗိတ်သနိုးမြို့ကိုဘယ်သူမှတိုက်လို့မရဘူးဒါကတော့တမိုင်းအရာပေါ့လေကျွန်တော်တို့ဒီနေ့ခေတ်ကြောင်းကျိုးဆင်ခြင်မှုနဲ့ပြန်စဉ်းစားရင်လည်းဒါကလော်ကီအတက်ဆိုတဲ့နေရာမှာရန်တရားအတက်တွေဘာတွေလဲပါရင်ပါမှာပေါ့နော်ဒါကြောင့်ရံပယ်ချောင်းမှာဒီနေ့ခေတ်ဆင်မြောင်းနေလို့ပဲရေတွေကိုစုဆောင်းထားမယ်ခလုတ်တစ်ခုဆင်ထားမယ်ဟဟလားကျွန်တော်တို့ဒီစီတီးလိုက်တဲ့အခါအချက်ပြတဲ့အနေနဲ့အဲ့ဒီဖွင့်ချလိုက်မယ်ဆိုရင်ရေတွေစီးလာမှာပဲလေဒီသဘောလေးဖြစ်နိုင်တာပေါ့ကျွန်တော်တို့က logic အရပြန်စဉ်းစားကြည့်ရင်ပေါ့အဲ့တော့တနေ့ကျတော့ပန်ထရာဘရင်မကြီးကိုသူ့ရဲ့ရန်သူတယောက်ပေါ်လာတယ်အဲ့ဒါကတော့သေခေတ္တရာပြည့်ရှင်ဒုတပေါင်းမင်းကြီးဖြစ်တယ်အဲ့သေခေတ္တရာပြည့်ရှင်ဒုတပေါင်းမင်းကြီးကဖုံးတကိုးအလွန်ကြီးမားတယ်သူ့ရဲ့ဒီမျက်ဝန်းဒီနှစ်ဖူးတက်တဲ့မှာနော်ဒီမဲ့ရှင်တစ်ခုရှိတယ်လို့လည်းတမိုင်းအားဆိုတနေ့ကျတော့ဒုတပေါင်းမင်းကြီးကဗိတ်သနိုးမြို့အနီးကိုရောက်လာတဲ့အခါမှာပန်ထရာဘရင်မကြီးကိုတွေ့သွားတယ်ပန်ထရာဘရင်မကြီးရဲ့အလှမှာဒုတပေါင်းမင်းကြီးကနစ်မျောသွားပြီးတော့တမိုင်းမှာတော့ဘလို့ရေးထားလဲဆိုတော့ဘလို့ပြောကြလဲဆိုတော့ပေါ့နော်တမိုင်းမှာတော့ဒုတပေါင်းမင်းကြီးကဒီဗိတ်သနိုးကိုအခွန်တောင်းတယ်လို့ပြောတယ်ပေါ့နော်အခွန်မဆက်ရင်မင်းတို့တိုက်ရလိမ့်မယ်ပေါ့တကယ်တော့ तू တိုက်ချင်တာကိုဟိုခေတ်ကတော့တိုက်ခိုက်ပြီးတော့မှသူ့ကိုသိမ့်ပိုက်လို့ရမှာဟုတ်သူ့ကိုမိဖုရားမြောက်ချင်တာဗိတ်သနိုးဘုရင်မကြီးကိုဒီဗိတ်သနိုးရဲ့ဘုရင်မဖြစ်တဲ့ပန်ထရာဘုရင်မကြီးကိုဒါကြောင့်ဒုတပေါင်းမင်းကြီးကဗိတ်သနိုးကိုတိုက်ထုံးစံအတိုင်းပဲပန်ထရာဘုရင်မကြီးကသူ့ရဲ့မင်္ဂလာစီတော်ကိုတီးတဲ့အတွက်ရံပယ်ချောင်းကရေတွေရှမ်းလာပြီးတော့မှဒုတပေါင်းရဲ့တက်တွေအကုန်လုံးရေထဲမှာမျောဘလို့မှတိုက်လို့မရဒါပေမဲ့ဒုတပေါင်းဆိုတာဖုံးကြီးတဲ့ဘုရင်ဖြစ်တယ်တကယ်ဖုံးကြီးတယ်ဆိုတာ strategy ကောင်းတာပဲဒါပဲကျွန်တော်တမိုင်းမှာဖုံးကြီးတဲ့ဘုရင်တွေကြီးမဟာဗျူဟာကောင်းတယ်ကျွန်တော်မြန်မာတမိုင်းမှာဖုံးတကိုးအကြီးဆုံးဖြစ်တဲ့စင်ဖြူများရှင်ဘုရင်တော်မင်းတရားကြီးစင်ဖြူများရှင်ဘုရင်တော်မင်းတရားကြီးအရှိကနေမင်းတရားတပင်ရွှေထီးအဲ့ဒီခေတ်ဒုတိယမြန်မာနိုင်ငံတော်ဒီမြန်မာတွေရဲ့ image အမြင့်ဆုံးအချိန်ဖြစ်တယ်မြန်မာတွေဘယ်အချိန်မှာဖုံးတကိုးတောက်လဲ strategy အကောင်းဆုံးအချိန်မှာဖုံးတကိုးတောက်တယ်မဟာဗျူဟာအကောင်းဆုံးအချိန်မှာဖုံးတကိုးတောက်တယ်မဟာဗျူဟာအညံ့ပြင်းဆုံးဖြစ်တဲ့ကုန်းမောင်ခေတ်မှာဒီဝမင်းတို့ရဲ့လက်ထက်မှာကျွန်တော်တို့ကအင်္ဂလိပ်ကျွန်တော်တို့ထက်မဟာဗျူဟာတာတဲ့အင်္ဂလိပ်ရဲ့လက်အောက်ကိုကြောက်တာဖြစ်တယ် British ရဲ့လက်အောက်ကိုကြောက်တာဖြစ်တယ်ဆိုတော့ဒုတပေါင်းက strategy စဉ်းစားတယ်မဟာဗျူဟာစဉ်းစားတယ်ဒါဆိုဘလို့တိုက်ထုံးစံအတိုင်းပဲကျွန်တော်တို့ကအဲ့ဒီခေတ်ကအယုံသွင်းပြီးတိုက်တာအဲ့တော့တီလာရှိတဲ့သူတယောက်အနေနဲ့ဟန်ဆောင်ပြီးတော့မှတကိုးရှင်လိုဘာလိုပေါ့နော်သူ့ရဲ့လူယုံတယောက်ကိုဗိတ်သနိုးမြို့ကိုလွတ်လိုက်အဲ့ဒီလူကဗိတ်သနိုးတစ်မြို့လုံးအယုံသွင်းတယ်မြို့သူမြို့သားတွေလည်းအယုံသွင်းပန်ထရာဘုရင်မကြီးကိုလည်းအယုံသွင်းတယ်ပန်ထရာဘုရင်မကြီးကလည်းဘာပဲဖြစ်ဖြစ်ဟိုခေတ်ကဘုရင်တွေဘုရင်မတွေဆိုတာလော်ကီအစီရင်တွေကိန်းကနန်းတွေဒါတွေကိုသိယုံအဲ့တော့အဲ့ဒီအကျင့်တီလာနဲ့ပြည့်စုံတဲ့သူလို့သူဒီလိုထင်သွားပြီးတော့မှသူ့ကိုအကုန်လုံးယုံကြည်သွားတယ်အဲ့သူကဘာပြောလဲဆိုတော့ဟုတ်ပြီဒါဆိုဘုရင်မကြီးမင်္ဂလာစီတော်ကြီးကိုပြန်ပြင်မှုလိုတယ်ဆိုပြီးတော့အယုံသွင်းတယ်အဲ့ဒါနဲ့နောက်ဆုံးဘုရင်မကြီးကလည်းယုံကြည်ပြီးတော့မင်္ဂလာစီတော်ကိုပြင်ခွင့်ပေးလိုက်တဲ့အခါမှာတမိုင်းမှာတော့ဘလို့ပြောလဲဆိုတော့မင်္ဂလာစီတော်ကြီးရဲ့အစီအမံကိုမင်္ဂလာမရှိအောင်ဖျက်လိုက်တယ်လို့ပြောပါတယ်ကျွန်တော်တို့ဒီဘက်ခေတ် logic အရစဉ်းစားကြည့်မယ်ဆိုရင်တော့ကြည့်ရတာသူကဒီစီတီးလိုက်တဲ့အခါမှာရံပယ်ချောင်းကနေရေကျစေတဲ့ခလုတ်တော်၎င်းမောင်းတော်၎င်းစီစဉ်ထားတာတခုခုဖျက်လိုက်ပုံရအဲ့ဒါလိုဖျက်လိုက်ပြီးတော့မှအဲ့ဒီလူယုံကဒုတပေါင်းမင်းကြီးကိုအကြောင်းကြားဒုတပေါင်းရဲ့နော်ကျွန်တော်တို့ဒီသေခေတ္တရာတက်တွေလာတိုက်တဲ့အချိန်မှာပန်ထရာဘုရင်မကြီးကမင်္ဂလာစီကိုတီးတဲ့အချိန်မှာချောင်းကရေတွေကရံမကြတော့ဘူးအဲ့ဒီအချိန်မှာဒုတပေါင်းရဲ့တက်တွေဗ
ဘိတ်တနိုးကိုသိမ့်ပိုက်ပြီးတော့မှပန်ထရာဘီယင်မာကြီးကိုဘိတ်တနိုးမိဖုရားကြီးအဖြစ်ဒုတဘောင်မင်းကြီးကမိဖုရားမြှောက်ပြီးတော့တေခစ်တရားကိုခေါ်သွားတယ်ဆိုပြီးတော့သမိုင်းကဆိုပါတယ်ဆိုတော့ကျွန်တော်တို့ပန်ထရာဘီယင်မာကြီးနဲ့ဒုတဘောင်မင်းကြီးတို့စီကနေကျွန်တော်တို့ကဘာတွေတင်ယူရလဲနံပါတ်1အချက်ကျွန်တော်တို့ဘဝမှာကျွန်တော်တို့ဘဝဖွံ့ဖြိုးတိုးတက်အောင်မြင်မှုဆိုရင်ကျွန်တော်တို့ရဲ့အစီအမံကောင်းမှု management ဒီအရေးကြီးတယ်ခုနပန်ထရာဘီယင်မာကြီးရန်ပယ်ချောင်းနဲ့မင်္ဂလာစီတော်ကြီးတို့ဟာဗိတ်တနိုးမြို့ကြီးကိုကာကွယ်ပေးထားတဲ့အစီအမံတွေဖြစ်တယ်ဘဝမှာ management ကောင်းရင်ကြံ့ကြံ့ခံတယ်ဒါပေမဲ့ management ကောင်းတဲ့သူထက်ဘယ်ဟာကောင်းတဲ့သူကတာလဲဆိုတော့ strategy ကောင်းတဲ့သူဖြစ်တယ်ကျွန်တော် management ဘလောက်ပဲကောင်းတေခိတရာပြည့်ရှိဒုတဘောင်မင်းကြီးက strategy သူ့ရဲ့ management အစီအမံကောင်းမှုကိုကြော်နိုင်တဲ့မဟာဗျူဟာဖြစ်တဲ့လူယုံသွင်းပြီးတော့တတ်တာပေါ့လူယုံသွင်းပြီးတိုက်တာအဲဒီ strategy ကိုသူတီဆောက်နိုင်တဲ့အတွက်ပန်ထရာဘီယင်မာကြီးရဲ့မင်္ဂလာစီတော်အစီအမံနဲ့ရန်ပေချောင်းရဲ့ရည်တွေကိုကြော်လွှားနိုင်တာဖြစ်တယ်ဒါကြောင့်ဘဝမှာကျွန်တော်တို့ဒီနံပါတ်1အချက် management ကောင်းမှုလို့တယ်ဒါပေမဲ့ဘဝမှာကောင်းစွာစီမံခန့်ခွဲနိုင်ုံနဲ့မအောင်မြင်သေးဘူးသူများထက်ထူးချွန်ခြင်းသူများထက်အောင်မြင်ခြင်းလူအုပ်ကြားတွေကခွဲထွက်ခြင်းရင်တင်းမှာမဟာဗျူဟာကောင်းကောင်းရှိဖို့လိုတယ် strategy ကောင်းကောင်းရှိဖို့လိုတယ်တင်းကိုလူအများနဲ့ခွဲထွက်ပြီးမြင်အောင်လို့လူချင်းရဲ့ strategy တွေအရေးကြီးတယ်တော့ကျွန်တော်တို့ပြီးခဲ့တဲ့ဘောလုံးပွဲတွေကျွန်တော်တို့ကြည့်ကြည့်လိုက်ဟဲ့လားကျွန်တော်တို့မြန်မာအမျိုးသမီးဘောလုံးအသင်းဟာကျွန်တော်တို့ဒါကျွန်တော်ပြန်ပြီးပြောရတာတော့ဟိုဖြစ်တယ်မြန်မာအမျိုးသမီးဘောလုံးအသင်းကအုပ်စုကတက်တဲ့နေကျွန်တော်တို့ဒါမြန်မာအမျိုးသမီးဘောလုံးအသင်းကိုတောက်လျှောက်ကျွန်တော်တို့အားပေးတယ်ကျွန်တော်တို့ management ကောင်းတယ်ကျွန်တော်တို့ကောင်းကောင်းကန်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ကနှစ်ပွဲနိုင်ပြီးတော့ကျွန်တော်တို့အုပ်စုကနေထွက်ရတယ်အဲ့ဒါအရေးကြီးတာ strategy ပဲပြိုင်မဲ့ဖိလစ်ပိုင်ဟာကျွန်တော်တို့ဖိလစ်ပိုင်ကိုအနိုင်ကန်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ဗာလဲ strategy အားဖြင့်နှစ်ပွဲနိုင်တဲ့အသင်းကဘာလို့ထွက်ရလဲ management ဘလောက်ကောင်းကောင်းမဟာဗျူဟာကောင်းတဲ့သူနဲ့တွေ့ရင်ကျွန်တော်တို့ခံရတယ်နော်ကျွန်တော်တို့ညံ့လို့ရှုံးတာမဟုတ်ဘူးဒါပေမဲ့ရှုံးတင်လို့ရှုံးတာဖြစ်တယ်ဒါကြောင့်ဘဝမှာ management ကောင်းအောင်လည်းမရဘူး strategy ကောင်းအောင်လည်းစူးစမ်းပါအောင်မြင်မှုတွေကလူချင်းမင်းတို့စောင့်ကြိုနေပါတယ်လူချင်းမင်းဒီခေါင်းဆောင် leader တယောက်လို့ပြောရင်ကိုယ့်အဖွဲ့အစည်းရဲ့ management ကိုလည်းကောင်းအောင်စူးစမ်းရမယ် strategy မဟာဗျူဟာကိုလည်းကောင်းအောင်စူးစမ်းမှာဖြစ်ပါတယ်လို့နှစ်သက်လက်ဆောင်အနေနဲ့ချစ်ခင်စွာလက်ဆောင်ပေးလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့အခုဒီ season ကြည့်တဲ့သူတွေအတွက်လည်းနှစ်သက်လက်ဆောင်အနေနဲ့ကျွန်တော်စာအုပ်9ခုလက်ဆောင်ပေးဦးမှာဖြစ်တယ်အဲ့ဒီ season မှာပါဝင်ရင်ကျွန်တော်အခု video file လေးကိုမျှဝေလိုက်ပါမျှဝေပြီးတော့ရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါအဲ့ဒီထဲက9ခုကိုရွေးချယ်ပြီးတော့ကျွန်တော်ရဲ့စာအုပ်9ခုကိုလည်းတယောက်ကိုတအုပ်နှုံးနဲ့ကျွန်တော်ရဲ့အမှတ်တရလက်မှတ်နဲ့အတူအိမ်တိုင်ယာရောက်ပို့ဆောင်ပေးမှာဖြစ်ပါတယ်လို့သတင်းကောင်းပါလို့ပါ2026နှစ်သစ်မှာကျွန်တော်ရဲ့သင်တန်းတက်ချင်တဲ့သူတွေအတွက်ပထမအဆုံးဖွင့်လှစ်မဲ့သင်တန်းကတော့ကျွန်တော်ရဲ့ modern leadership ခေတ်မီခေါင်းဆောင်မှုပညာသင်တန်းဖြစ်တယ်သင်တန်းအသစ်ဆက်ဖြစ်တယ်ဒါကြောင့်သင်တန်းသားတွေလည်းပြန်တက်နိုင်တယ်သင်တန်းသားအဟောင်းတွေ batch 1ဖြစ်တယ် online သင်တန်းဒီအခုလာမဲ့တစ်လပိုင်း6ရက်နေ့စမယ်တစ်လပိုင်း6ရက်နေ့အင်္ဂါနေ့စမယ် online နေတစ်လသင်မှာဖြစ်တဲ့အတွက် beta သားဆိုတက်နိုင်တယ်နေ့စဉ် recorded video တွေကိုကျွန်တော် Facebook group ထဲမှာကြည့်ရမယ် Facebook group ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းပြန်တင်ပေးမှာဖြစ်တယ်သင်တန်းကာလတစ်လပြီးသွားလို့ assignment ဆောင်ရင် certificate ကို email ကနေပေးပို့ပေးမယ်နောက်တစ်ခါကျွန်တော်တို့အပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း Zoom application နဲ့ live သင်ကြမယ်အဲ့တော့ကျွန်တော်နဲ့တူးချင်းမျက်နှာချင်းဆိုင်တွေ့ပြီးတော့ကျွန်တော်နဲ့ရင်းနှီးစွာစကားပြောနိုင်တဲ့မေးခွန်းတွေမေးနိုင်တဲ့အတွက်သင်တန်းတက်နေတဲ့ group coaching မှာရအောင်ဆောင်ပေးတာဖြစ်တယ်သင်တန်းကာလတစ်လပြီးသွားတဲ့တိုင် group ကိုမဖြတ်ဘဲထားပြီးမှဖြစ်တဲ့အတွက်တစ်သက်လုံးကိုယ်စိတ်ကြိုက်သင်ခန်းစာတွေကိုအထက်ထက်လေ့လာနိုင်တယ်သင်တန်းကာလတစ်လပြီးသွားလို့ assignment ဆောင်ရင် certificate ကို email ကနေပေးပို့ပေးမှာဖြစ်တယ်အပြင်လူတွေ့သင်တန်းကတော့ကျွန်တော်တို့လာမယ်တစ်လပိုင်း10ရက်နေ့နဲ့17ရက်နေ့စနေနေ့2ရက်မှာမနက်10:00နာရီကနေညနေ6:00နာရီထိရန်ကုန်မြို့တော်ဝင်စင်တာ3လာမှာရှိတယ်ကျွန်တော်တို့ Amla သင်တန်းကျောင်းမှာကျွန်တော်နဲ့2ရက်အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတက်ရမှာဖြစ်တယ်လူချင်းတို့ online သင်တန်းမဲ့တက်ချင်းအပြင်သင်တန်းမဲ့တက်ချင်းလူချင်းတို့ရဲ့နာမည်ရဲ့ဖုန်းနံပါတ်ရဲ့ comment မှာမရေးနဲ့ Messenger message မှာဆင်းပေးထားပေးပါကျွန်တော်တို့ team ကညီတွေညီမတွေကဆက်သွယ်ပေးမယ်အခုအစီအစဉ်ကြည့်တဲ့သူတိုင်းကို online ကပထမအဦးဆုံးအယောက်100အပြင်ကပထမအဦးဆုံးအယောက်30ကို 10% discount ပေးထားပါတယ်လို့သတင်းကောင်းပါလို့ပါတယ်အဲ့တော့ဒီသင်တန်းမှာကျွန်တော်တို့အနေနဲ့ခေတ်မီခေါင်းဆောင်မှုပညာ modern leadership သင်တန်းလို့ဆိုတာနဲ့အညီခေါင်းဆောင်မှုဆိုင်ရာ theory ကိုလေ့လာရမယ်ကိုနဲ့ကိုက်ညီတဲ့ခေါင်းဆောင်မှု style ကိုဘယ်လိုရွေးချယ်မလဲဆိုတာကိုကျွန်တော်တို့လေ့လာကြမယ်ပြီးရင်ခေါင်းဆောင်မှုလို့ပြောတဲ့နေရာမှာကိုယ့်ဘဝကိုဘယ်လိုဥဆောင်မလဲကိုယ့်လုပ်ငန်းဘယ်လိုကိုဥဆောင်မလဲ AI ခေတ်မှာခေါင်းဆောင်တွေအတွက်လိုအပ်တဲ့အရေးအသွေးအရေးချင်းတွေ personal branding ကိုဘယ်လိုတည်ဆောက်မလဲစကားပြောစွမ်းရည်စတာတွေကိုကျွန်တော်နဲ့အတူရင်းနှီးချစ်ခံစွာလေ့လာသင်ကြမှာဖြစ်ပါတယ်ဒါကြောင့်2026နှစ်သစ်ကို2026နှစ်သစ်မှာကိုယ့်ရဲ့ခေါင်းဆောင်မှုပညာကိုမြင့်တင်ပြီးအောင်မြင်မှုတည်ဆောက်ခြင်းတဲ့သူတိုင်းနဲ့ modern leadership ခေါင်းဆောင်မှုပညာသင်တန်းမှာတွေ့ကြပါမယ်။စီးရင်ပေးတဲ့အခါမှာ Facebook မှာဆိုရင်ကျွန်တော်ရဲ့ page က LYNLINTHAIKNYUD ဒီနောက်မှာမြန်မာစမ်းပါတယ် follower 3.9 million ကျော်ရှိတယ် TikTok ဆိုရင်တော့လင်းတိုင်းညမြန်မာအမြင်လို့ကျွန်တော်မြန်မာလူရေးရတယ် follower 3.3 million ကျော်ရှိတယ်အဲ့ဒီ account တွေမှာစီးရင်ပေးနိုင်ပါတယ်2026ကို
မဟာဗျူဟာလည်းကောင်းမယ်စီမံခန့်ခွဲမှုလည်းကောင်းပြီးတော့ခေါင်းဆောင်မှုနဲ့စတင်လိုက်ကြပါစို့ we must work together we must build our nation